Hello အားလုံးပဲမင်္ဂလာပါရှင်။မင်းလေးရဲ့ဖိတ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့ငါးတစ်တာမုတ်ဖက်တုတ်ကလေးကိုညှိနှံ့မနာအောင်အရသာကောက်ကောက်လေးဒီဆက်ဆက်လေးလှုပ်စားပြလို့လုံနည်းလေးကိုလာပြီးတော့မျှဝေပေးပါတယ်ရှင်။ပထမဦးဆုံးပဲတောင်းစီ3000ကိုအမေကပပလေးလှီထားပေးလိုက်ပါတယ်ရှင်။ပြီးပြီဆိုရင်တော့နနပင်တပင်ကိုလည်းပပလေးလှီထည့်ပေးထားလိုက်ပါတယ်ရှင်။ဒီနေရာမှာအမေကငါးတစ်တာအစိမ်းတုတ်မှာဆိုတော့ပေါ့နော်ညှိနှံ့နာမှာကြောက်တဲ့အတွက်အမွှေးကြိုင်လေးတွေကိုများများထည့်ပေးထားလိုက်ပါတယ်ရှင်။ပြီးရင်တော့ငရုတ်တီးကိုအဆက်စားနေလောက်ပေါ့နော်ပပလေးလှီထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့စပလင်တပင်ကိုလည်းအမေကပပလေးလှီပြီးတော့ထည့်ထားပေးလိုက်ပါတယ်သူ့ကိုကြတော့အစိမ်းစားမှဖြစ်တဲ့အတွက်ပေါ့နော်အပေါ်ကရစ်နဲ့အမွှာတွေကိုအမေကခွာထုတ်ပြလိုက်တယ်ပေါ့နော်ပြီးပြီဆိုမှအထည်တွေကနုနုလေးတွေကိုပဲအမေကလှီထည့်ပေးထားလိုက်ပါတယ်ဒါမှစားတဲ့ချိန်ဆိုလို့ရှိရင်ပေါ့နော်မမိုင်းဖြစ်နေအောင်ပြီးရင်တော့အမေကနှုတ်နှုတ်ကလေးပါဆင်ပေးလိုက်ပါတယ်ပြီးရင်တော့ရှောက်ရဲ့နှစ်ရွက်ကိုလည်းအမေကပပလေးလှီပြီးတော့ထည့်ထားပေးလိုက်ပါတယ်ပြီးရင်တော့ချစ်တွင်ပြူနှစ်မွာကိုလည်းပပလေးလှီထားပေးလိုက်ပါမယ်ရှင်ချစ်တွင်ကြီးကြတော့အမေကတချမ်းစာလောက်ကိုပေါ့နော်ပပလေးလှီပြီးတော့ထည့်ထားပေးလိုက်ပါတယ်ဒီနေရာမှာတစ်တာညှိနှံကြောက်တယ်ဆိုရင်ပေါ့နော်မေလေးလိုမျိုးလေးအမွှေးကြိုင်အောင်များများထည့်နိုင်ပါတယ်တကယ်လို့စပလင်းနေမကြိုက်ဘူးဆိုရင်တော့မထည့်လဲရတယ်ပေါ့နော်ကဲခုဆိုရင်တော့အားလုံးပြင်ဆင်လုပ်ပြီးပါပြီဒါဆိုရင်တော့စတုပ်ပါတော့မယ်ရှင်ရင်စောမုတ်ဖတ်ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ငါးတစ်တာဘူးလေးကိုဖောက်ထည့်ပေးလိုက်ပါမယ်ငါးတစ်တာကြတော့မြာတီမီတာစုငါးတစ်တာပုံလေးတုံးထားတယ်ပေါ့နော်သူကကြတော့တားကြီးမညီဘူးပေါ့နော်ပြီးရင်တော့အစောကပြင်ဆင်ထားတဲ့အစာပလာလေးတွေကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ငရုတ်တီးချက်မှုန့်ပေါ့နော်မိမိစားနိုင်တဲ့လောက်ထည့်ပေးလိုက်ပါမယ်အရသာအတွက်ကကြတော့အချုံမုံနဲ့ငယ်ငံပြရည်ပြီးရင်တော့ထိုင်းငပိရည်တို့ကိုထည့်ထားပေးလိုက်ပါတယ်ရှင်မေကတံမြရည်ညှစ်ထည့်ဖို့မေ့သွားတာပေါ့နော်အပြီးမှတံမြရည်ကိုညှစ်ထည့်ပေးလိုက်ပါတယ်ဒီနေရာမှာမကြီးမဲ့ရေသုံးမယ်ဆိုရင်လည်းပို့ပြီးတော့အဆင်ပြေပါတယ်မေကကြတော့ပို့ပြီးတော့ပေါ့နော်ငါးတစ်တာလေးနဲ့လိုက်ဖက်သွားအောင်မေကတံမြရည်လေးကိုအသုံးပြုခဲ့တာဖြစ်ပါတယ်ပြီးရင်တော့ငါးရဲ့အသားလေးတွေကိုလည်းမေကဒီလိုမျိုးလေးခြေပြီးတော့ပေါ့နော်တုပ်ထားပေးလိုက်ပါတယ်တကယ်လို့မိမိကကြည်တာမကြိုက်ဘူးဖက်လေးစားတာကြိုက်တယ်ဆိုရင်ငါးတစ်တာဖက်လေးတွေကိုမခြေဘဲနဲ့ဒီတိုင်းလေးတုပ်နိုင်ပါတယ်အားလုံးကိုနှံ့သွားအောင်မေလေးတို့တခြားလေးမှုတုပ်ပေးလိုက်ပါမယ်ပြီးရင်တော့အရသာညှိကြည့်ပါမယ်အဆင်ပြေပြီဆိုရင်တော့မေလေးတို့မုတ်ဖက်တုပ်ကလေးကတော့စားဖို့အဆင်သင့်ဖြစ်ပါပြီရှင်ဒီတုံနည်းလေးရဆိုလို့ရှိရင်ပေါ့နော်ညှိနှံ့ငါးတစ်တာညှိနှံ့ကြောက်တဲ့တူတွေအတွက်ပေါ့နော်လုံးဝကိုမညှိစေမဲ့တုံနည်းလေးပဲဖြစ်ပါတယ်အရသာကအရန်ကိုစားကောင်းပါတယ်ဒါကြောင့်မို့အကြိုက်ချင်းတူတွေအတွက်လိုက်လို့စားလို့ရအောင်မေလေးကဒီဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်ကဲဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်မေလေးရဲ့ဗီဒီယိုလေးတွေကိုအစားဆုံးလိုက်ကြည့်ပေးတဲ့တူတယောက်ချင်းစီကိုကျေးဇူးများကြီးပဲတင်ပါတယ်ရှင်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်အားလုံးပဲဘိုင်ဘိုင်